မင်္ဂလာပါကာစီဘော်ဒီဘာမှအကွဲပြဲကုန်းကော့နဲ့စပေါ်လက်တင်မဲ့ကိစ္စတွေရှိခဲ့တယ်ဆိုရင်ကျွန်တော်တို့မိုးထက်တွေမှာကာစီဘော်ဒီအလုပ်ရုံကိုလာရောက်ပြီးတော့ဖတ်လို့ရပါတယ်ခင်ဗျာအကောင်းဆုံးလည်းဒီအောင်ကျွန်တော်တို့ကြိုးစားပြီးတော့လုပ်ပေးပါမယ်ခင်ဗျာအခုဒီနေရတဲ့ကွန်ပျူတာလေးတွေကျွန်တော်တို့အပေါ်စင်းလေးတွေဖြောက်ပြီးတော့စပေါ်လက်ကိုဒီလိုပြင်နေတာဖြစ်ပါတယ်အဲ့ရောက်ဖြစ်တဲ့အတွက်ကောလေးကိုကြာတော့ဒီလိုက်ပြောပါတယ်ဗျာဒီဘက်ကဘက်တာလေးဆိုရင်ဒါကျွန်တော်တို့ဒီလိုဒီအစ်စ်ရမို့မှာဖြစ်ပါတယ်ဟိုဒီအကြောင်းရတော့ကျွန်တော်တို့အပိုးစင်းအပိတ်ချိုက်နေနဲ့အနာစာလေးတွေများတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီလိုအခုလိုလက်တင်လိုက်တာတွေဘတ်မန်လေးလက်ကင်လေးမှာကျွန်တော်ထုတ်ကြမှာဖြစ်ပါတယ်ဒီလိုဘက်ကရှင်းဖို့မှာဖြစ်ပါတယ်တော့မိုးရဲမြန်မာရဲ့အလို့ရုံလိပ်စာများကတော့စမှုတက်မှာဆိုရင်ဒီဟာ32လမ်း616နှစ်ကြာကျွန်တော်တို့ပြုံရှိပါတယ်ကျွန်တော်တို့ရဲမော်တောင်ရက်ကွက်မှာဆိုရင်စိုင်းနှစ်အနေနဲ့ကျွန်တော်တို့38စီ54နဲ့55ကြားမှာကျွန်တော်တို့ဒုတိယရုံဖွင့်ထားပါတယ်တတိယအလုပ်ရုံဖြစ်တဲ့ဖွင့်ထားတာကတော့ကျွန်တော်ပြင်းဦးလေးမြို့မှာဖြစ်ပါတယ်ပြင်းဦးလေးမြို့မှာပြီးရင်ကျွန်တော်တို့ရက်ကွက်ကြီး30မလေးလာကျိုးလမ်းမကြီးရဲ့၄တင်ပေါ်မှာရက်ကွက်ကြီး30တဲဦးရတနာဘုန်းကြီးကျောင်းရဲ့ဘေးကဲ့ရဲ့မှာကျွန်တော်တို့ဖွင့်လှစ်ထားတာဖြစ်ပါတယ်ရက်ွက်ကြီး30ပါဖြစ်ပါတယ်ရူဘီမက်ရဲ့အနီးမှာဖြစ်ပါတယ်ဒီဦးလင်မလီလာရှူလမ်းမကြီးရဲ့မေးတယ်မှာဖွင့်လှစ်ထားတာဖြစ်ပါတယ်တော့ဒီ Honda Fit လေးဆိုရင်ဒါဒီဗမာလေးကိုကုန်းကောပြုပြင်ပြီးတော့ဗမာတစ်ချောင်းလုံးကိုဆေးမုံမှာဖြစ်ပါတယ်တော့ဒီဘက်က zoom လေးဆိုရင်ဗမာလေးတစ်ချမ်းဝဲလာတာလေးကိုကုန်းကောပြုပြင်ပြီးတော့ကျွန်တော်ဆေးမုံမှာဖြစ်ပါတယ်ဆေးမုံပြီးသားဖြစ်ပါတယ်ဒီကျွန်တော်တို့ဒီကေသီလေးကတော့ဘုရားပြောလို့ပဲဘောဘကဘယ်တာလို့ပဲအပေါ်စင်အပိန်းချိုင်းတဲ့အနာစာလေးတွေကိုကျွန်တော်တို့ဖြောင်းပြီးတော့တတိလုံးသေးအစ်ပြန်မှုမှာဖြစ်ပါတယ်။တော့စီပေါင်ကထဲမှာဆိုရင်ကျွန်တော်မာလီဘူးလေးရှိပါတယ်။အဲ့ဒီမာလီဘူးလေးကကျွန်တော်တို့ရှေ့ဒီဘောနက်လေးတွေအနဲ့ငယ်ထိကြိုက်ထားတာကိုကျွန်တော်တို့ပြုပြင်ပြီးတော့ဆေးမုံနေတာဖြစ်ပါတယ်။ကျွန်တော်မိုးတဲ့မြန်မာကိုဆက်သွယ်ရမယ်ဖုန်းနံပါတ်များကတော့39989894လုံး53ညာ3999199006 3996606020 3999898989 ဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးတော့ကားဘော်ဒီပြင်ကားစီးမှုဘာမှအကွဲပြဲကုန်းကောနဲ့ကားဆက်ပေါ်လေးတင်မဲ့ကိစ္စအရေးရတို့ကိုခုနပြောတဲ့ဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးတော့ကျွန်တော်တို့နဲ့အတူတိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်